မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ဖီတဲ့ဆာရနိုင်ထွန်ရောင်ကိုမျိုးတော်မှစာထပ်ဖီတဲ့မိထမင်းရှောင်းခုနှစ်သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဗုဒ္ဓပုစေမိဓမ္မပုစေမိတန်ခါပုစေမိပူဇော်ပါအရှင်မြတ်ဖျား2026ခုနှစ်ဗုဒ္ဓပုသားသမီးများရဲ့ကံကြမ္မာကံစာတာဟော့စတန်လေးကိုတွက်စီရဟောပြောချက်ဟောကိန်းလေးများကိုဆရာရဲ့ဗေဒမိတ်ဝါဒနာရှင်များထမေရှင်များခုနှစ်သားသမီးများစာမိတ်ဆွေများသိရှိခွင့်ရရှိအောင်နော်ဆရာရဲ့ဟောကိန်းလေးကိုနာတော်တာစင်ကြားသူများအစင်တစိုက်အားပေးကြသူများအတွက်ကိုအထုတွက်စီရဟောကိန်းလေးကိုဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခု2026ခုနှစ်ခရစ်နှစ်သက်မှာဗုဒ္ဓဟုသားသမီးများရဲ့ကံကြမ္မာကံစာတာစဆက်တာခုနှစ်နှစ်ခုနှစ်နာမှာကံနိုင်နာဗုဒ္ဓဟုကြာတာပတိအိနေနဲ့နှစ်ခုက2026တနှစ်ပတ်လုံးမှာကံနိုင်တဲ့စာတာရှင်နှစ်ယောက်ဖြစ်ကြတယ်။ဂျာနဲ့နေနဲ့နေထက်စာရင်ပြောပြတာနော်။ဂျာတာပတိကပါတလက်စာတဲ့ပြောပြလိုက်တဲ့သဘောနော်။ဂျာတာပတိအကျယ်အဝန်းပြန်ဟောပေးအောင်။အခုဗုဒ္ဓဟုသားသမီးရဲ့စာတာစဆက်တာအခိုက်မှာတောင်းကြီးမားပဲ။တာအေနာအေရရွေလုံရဲ့ကိစ္စအရာပဲမှတ်တယ်။ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီလေးလလုံးဝအစင်မပြေတတ်ဘူးအခုလိုပြောသွားတဲ့ပုံမှာလဲစိတ်မဆိုးစေချင်ဘူးမိတ်ဆွေတွေကောင်းကောင်းဆိုးဆိုးကံအနေအမြင့်ကိုစဉ်းစားချင်းချင်းဆောင်ရွက်လို့ရနိုင်တယ်ဟာငါကံဆိုးနေတဲ့အချိန်မှာဇွတ်တရလုံးမဲ့ကိစ္စတွေဆိုလို့ရှိရင်နောက်ဆုတ်လို့ရတယ်လေးလစာတာမကောင်းဘယ်အချိန်မှာကောင်းမလဲမေလ9ရက်မေလ10ရက်ကစုံလာပြီနောက်ပိုင်းဆိုလို့ရှိရင်ဗုဒ္ဓဟုသားသမီးတာကံစာတာကောင်းမွန်ပြီစုံကြုံထားတာတွေနင်နာထားတာတွေကြုံတွေးထားတဲ့အတိုက်ခိုက်တွေအမွန်ခင်းတွေအစအားလုံးကိုကြော်လွှားပြီးအောင်မြင်လာမယ်လေးလဧပြီလ2026ဧပြီလ30ရက်နေ့အထက်ကတော့စာတာညက်တယ်ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီအဲ့လေးလတော့သိခံရမယ်မေဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာတောက်လျှောက်ကောင်းမွန်လိမ့်မယ်ငွေကြေးကိစ္စပြည်ပနိုင်ငံရခြားကိစ္စစိုက်ပျိုးရေးလုပ်ငန်းတွေမွေးဖြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအောင်မြင်နိုင်တယ်ပထမလေးလမှာအိုးရင်အိမ်အောင်ရေးထူထောင်တာအိုးတိရတဲ့အိမ်အောင်တဲ့ကိစ္စတွေတော့မှတတိထားရမယ်ဇွတ်တရုပ်အိမ်အောင်ရေးကိုပြောမှဆိုလို့ရှိရင်စိုက်မစင်ဘုံမစင်အိမ်အောင်ပြုမဲ့ရည်ရွယ်ခဲ့ရင်တော့မှ3-4လနောက်ဆုတ်ရမယ်တတိထားပေးရမယ်အိမ်အောင်တဲ့အိမ်အောင်ရှင်များမှာမိမိအိမ်အောင်ဘက်ကျမ်းမာရေးဉာဏ်ဖြစ်တာစေယုံစေကံတက်ရကူသားမှုခံယူရတာတွေကြုံရတတ်တယ်ဗုဒ္ဓဟူသားပဲဖြစ်စေဗုဒ္ဓဟူသမီးဖြစ်စေမိမိအိမ်တော်ဘက်အတွန်းနဲ့ပတ်သက်ပြီးတော့ဇာမာယေကာနစေယုံစေကံခါနာစေဝါကူတာခံယူရတဲ့အကံကာနာတွေနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းမှုတွေကြုံရတတ်တယ်ကူသားမှုခံယူရကိန်းတွေရှိတဲ့အတွက်မိမိတော်၎င်းမိမိအိမ်တော်ဘက်တော်၎င်းမိမိတို့အိမ်တော်ရေးမှာဇာမာယေဝေဒနာဇာမာယေကာနာပိုင်းဟာဆိုးဝါးမှုတွေရင်ဆိုင်ရကိန်းရှိတယ်စေယုံတရားတာတလားကိုတဲ့တနည်းအားဖြင့်ယောဂရှာလို့ဖွေလို့မရတာတစ်ခုပြီးတစ်ခုတိုးတာဖြစ်တဲ့ယောဂတစ်ခုနောက်ထပ်ယောဂတစ်ခုစားတဲ့ဖြင့်ယောဂဝေဒနာနှိပ်စက်မှုတွေကြုံရတတ်ဂျာမိုင်းစာတာညက်တယ်ဂျာမိုင်းစာတာကယူဆိုင်ပေးဖို့လုပ်အပ်တယ်ဗုဒ္ဓဟူသားသူများခင်ဗျာစက်တင်ဘာ9လပိုင်းပြီးလို့ရှိရင်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာတွေမှာလည်းကံကြမှာအထက်အလျောက်အောင်မြင်မယ်ပထမ4လကတော့ဗလာနဲ့ဖြစ်ရတတ်တယ်စုံကြုံမှုများတတ်တယ်နစ်နာမှုတွေကြုံရတတ်တယ်စိတ်ပန်းလူပန်းဖြစ်စဉ်တွေကြုံတွေ့ရတတ်တယ်ဒါကြောင့်ဂရုစိုက်ပေးရမယ်တတိထားပေးရမယ်တတိပြုတ်ပေးဖို့လုပ်အပ်တယ်စာအနေနဲ့ဇာတာဆက်ဆက်တာမှာဆိုလို့ရှိရင်ဗုဒ္ဓဟူသားသမီးတွေရဲ့စိတ်နဲ့စိတ်ထားအရေးရှင်ပညာရှိကြပါလေလက်တွေစူးစားတယ်လက်တွေဆောင်ရွက်မယ်အောင်မြင်မယ်ကုသိုလ်ကံထုတ်မယ်နည်းနည်းလေးစားအနေနဲ့ဇာတာဆက်ဆက်တာ2026ခုတနှစ်ပတ်လုံးကလွယ်လွယ်နဲ့အောင်မြင်မှုဂျာကိန်းမရှိဘူးစူးစားရမယ်ခုနှစ်နည်းနဲ့ထက်ကံအနိုင်ဆုံးလို့ဖြစ်နေတယ်ကံအနိုင်ဆုံးလို့ဖြစ်နေတယ်တခြားနည်းနဲ့နေရတော့ height မြင့်တယ်ဒီဗုဒ္ဓဟူကတော့အောက်ရှေသိန်းကအစနော်အစအရာအစတုံညာကနေတစ်ကနေအစပြန်လဲပြီးတော့စ조사အားထုတ်မှုတွေတိဆောက်ရတာ
နော်ဆောင်ကြုံထားတာတွေတဘာဝဘေးနဲ့ပတ်သက်ပြီးရင်ဆိုင်ထားတာတွေနင်နာထားတာတွေအားလုံးအတွက်ကိုပြောမှဆိုလို့ရှိရင်စိတ်နဲ့ကိုယ်နဲ့ပြီးတော့အလုတ်တစ်အကင်တစ်စေပွားတစ်တို့ကိုတဖန်စူးစမ်းပြီးလောက်ကင်သွားလိမ့်မယ်လောက်ကင်ရလိမ့်မယ်မေးဂျွန်လုံးမစီပါတိုတက်အောင်မြင်မယ်အိမ်တော်ဘက်ဂျာမကြီးမေဂျာမကြီးခယူဆိုင်ရမယ်အထက်ကဂျာမအစိပ်ပိုင်းမှာလေယောဂနဲ့ပတ်သက်တာတတိထားပေးရမယ်သွေးတို့စီးကြုံတတိထားပေးရမယ်လုံးဝရခင်မရှိဘူးတဲ့ဂျာမကြီးယောဂအသစ်ဆန်းနေလဲကြုံရခံစားရတတ်တယ်အထုခယူဆိုင်ပေးရမယ်တန်တဲ့ပါတော့မှတုံနေနာနဲ့ပရိပခရံတွေကြုံရတတ်တယ်စံနေတန်ငွေတွေကြာတာပြီစံနေတန်ငွေတွေကြာတာပြီအဲ့ဒီတုံနေနာနဲ့တဟာစတာမတ်တမတ်မြတ်မပြေမလဲဖြစ်စင်နေကြုံရတတ်တယ်စိတ်ပန်းကိုပန်းလိုပန်းလည်းဖြစ်ရတတ်တယ်ဇာလေးနဲ့ဇာတာယာတိဂျုံနက်ခတ်တွေဒိုစီဇာတာဆက်ဆက်တာခိုင်းမှဆိုရင်ဝါတွဲကာလမှာထီကံငွေကံအင်မတာကောင်းကျိုးထူတာတွေလာမယ်နည်းနည်းလေးနေဝက်ပိုင်းအထက်ကိုတော့ဆက်ရှိသိခံပြီးသွားရလိမ့်မယ်နေဝက်နောက်ပိုင်းမှာထူးထူးခြားခြားပြောင်မြောက်ပြီးတော့အောင်မြင်မှုတွေဖော်ဆောင်ပါမယ်ကောင်းကျိုးတွေအများကြီးပေါ်ပေါက်မယ်သားသမီးတို့နဲ့ပတ်သက်ပြီးဂုံတက်စရာလေးတွေပေါ်ပေါက်မယ်သားသမီးတို့နဲ့ပတ်သက်ပြီးပညာရေးအောင်မြင်မှုတို့လည်းအကျိုးကျေးဇူးခံစားရမယ်သားသမီးရဲ့လိမ္မာတိတက်နားလည်မှုတို့ကိုလည်းပြေးဝခံစားကြရမယ်ပျော်ရွှင်ရမယ်စိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းဖြစ်စဉ်မျိုးလည်းကြုံတွေ့ရပါလိမ့်မယ်ဤတနှစ်ပတ်လုံးမှာကံကောင်းခြင်းတို့ကံပွင့်ခြင်းစီးပွားရေးအောင်မြင်ခြင်းဖြစ်စေဖို့ဇန်နဝါရီ1ရက်2026ဇာတာပတိနေ့မှာ9ရက်ဗုဒ္ဓခုနှစ်အတွင်းပါတိလာရှင်ဆရာလေးစွန်းဆန်းစိတ်လောင်းလူတဲ့နေရာမှာစက်ပြအမွေးခဲလူပါတော့မဟုတ်ရက်ထဲရွာထဲရက်ွက်ထဲတနေ့အဖြစ်လမ်းဆောင်နောက်ဖတောင်းရစားတော့သူတို့ကိုလည်းမေတ္တာလက်ဆောင်အဖြစ်စက်ပြခဲအမွေးခဲစက်ပြအမွေးတုံမေတ္တာလက်ဆောင်ပေးပြီးပါနော်မွေးနံတော့ဗုဒ္ဓဟူဂျိုတိုင်းဗုဒ္ဓဟူဂျိုတောင်းတို့နဲ့ရွှေတီခုနှစ်လက်မပြတ်မကွက်လူပေးပါမွေးနံဗုဒ္ဓဟူဂျိုတိုင်းနဲ့နော်ရာဟုဖာသားသမီးတွေဟာရာဟုဂျိုတိုင်းမှာလူပေးမယ်ကံနေလက်တွေလည်းကွန်လန်းလာမယ်လုပ်ငန်းစီးပွားတွေပထမ၄လလေးကိုတော့အသက်နိုင်ဆုံးသိခါပါနောက်ကောင်းကျိုးတွေအများကြီးဖြတ်လာမယ်နည်းနည်းလေးတောက်စားလောင်ငန်းစားထိုးသူတို့ရဲ့စိတ်အနောက်ချက်ဒုက္ခပေးတာတွေရင်ဆိုင်ရကိန်းရှိတယ်ခယူးဆိုင်ပေးပါအကျိုးပိတ်ကိန်းငနန်းတိတ်ကိန်းငနန်းခုနှစ်ကိန်းငနန်းကိုကိန်းငနန်းတို့ဟာတတောင်းတနေရာမှာတနစ်ပတ်လုံးစိုးမိုးထားပြီးတော့ကောင်းကျိုးပေးမယ်ကိန်းငနန်းဆန်နေဖြတ်ပါတယ်ကောင်းကျိုးတို့လည်းပေးပါလိမ့်မယ်ကစုံနေုံဝါဆိုဝါကောင်းနေမှာအလူအတန်းကိစ္စတွေတကူကြီးဖျားဖူးမြော်ရတာကုသိုလ်ကံထူးထူးခြားခြားစိတ်ချမ်းသာကိုကြားမှာမဲ့နေဝက်ကာလမှာအောင်မြင်မှုဖော်ဆောင်ပဲပထမလေးလနဲ့နေဝက်အတော်တွင်မတိုင်ခင်စိုက်ကြကာလလေးကိုတော့စိတ်ရှိရမယ်တိခါပေးရမယ်သူ့အလဲကိုလဲဆိုတဲ့အကန့်ကာနာအတိုင်းဒုစရရှိတာလေးဖြည်းဖြည်းမှဆောင်ရမယ်အလောတကြီးရင်းနှီးတာမြုံနံတာဆောင်ရွက်တာစိတ်မြန်တာရှော့ရှားရမယ်စိတ်ဆင်းရဲတောကစိတ်ရှုပ်ထွေးမှုတွေကတော့နည်းနည်းလေးဒီပြောမှဆိုလို့ရှိရင်ပြားတို့တဘောတို့ဓာတ်ပေါင်းတွေမှာရင်ဆိုင်ရအောင်မှအိမ်မက်ဆိုးတွေမှတ်တတ်တဲ့စိတ်လှုပ်ရှားမှုတွေပြင်းထန်တတ်ပါတယ်နည်းနည်းလေးဒေါသစိတ်ထိန်တာတနည်းအားဖြင့်မိမိဘက်ကမှန်ကန်တဲ့ဖြစ်စဉ်မျိုးတွေဖြစ်ပါလေရဲ့လေစိတ်ရှိသိခံပေးရမယ်ပြောမှဆိုမတိကျိုးအချုပ်ကိစ္စတွေကြောခိုင်းပြီးတော့မတိကျိုးဥဖြစ်ခပြုတ်လိုက်ပါအများကြီးအောင်မြင်လာမယ်မိမိတို့ရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ဆွေးနွေးမင်းများလိုတာများရှင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို4ကြီးပန်5လုံး4 5လုံး3ညာ3ညာ4ခွန်း3ညာကိုခွန်းကြီး5လုံးခွန်း5လုံး6နှစ်တင်5လုံးကိုတိုက်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ်ညမှုတော်ကားအဖြစ်တော့ကို3000ချက်ပါခင်ဗျာတာဂီတာကြောက်တိုင်မတ်တိုင် Capital Market ကြီးရဲ့ဘေး ACD လမ်းထဲတိုင်နံပါတ်နေရာနဲ့ခွန်မြင့်ကြီးထက်ဗမာကြီးရက်ွက်ဒေါ်ဘုံမျိုးနယ်မှာမနက်9နိုင်မှညနေ9နိုင်ထိနေစင်တာများ9နှစ်9နှစ်9သားသမီးများကိုကံကြမ္မာအကောင်အစိုးတို့ကိုဆွေးနွေးဟောပြောပေးလက်ရှိပါတယ်2026ခုနှစ်မှာဗုဒ္ဓဟူသားသမီးများအားလုံးလူရင်စံတာများတလုံးတဝပြေဝနိုင်ပါစေလို့ဆုမွန်ကောင်ဆုတောင်းမြတ်တာပို့တာအပ်ပါ